ရုပ်ရှင်စတင်ချိန်တွင်အစိုးရအလုံးမှအနားယူပြီးနောက်ွယ်မှဘဝကိုဆွလွန်ခဲ့သည့် Robert ဆိုသူအငိမ့်စားအေဂျင့်တဦးကိုတွေ့ရသည့်ယခုအခါတွင်သူသည်ကားထားမောင်းသူအဖြစ်အသက်မွေးနေသည့်ထုံးစံအတိုင်း Robert သည်မြည်သည့်နေရာမြည်သည့်အချိန်မဆိုစာအုပ်ဖတ်ရသည်ကိုနှစ်သက်သူတဦးဖြစ်သည်ခရီးသည်များ၏ပြဿနာများကိုနားထောင်ပြီးကူညီပေးနိုင်သောကြောင့်သူသည်ဤအလုပ်ကိုသဘောကျသည့်အလုပ်ပြီးနောက်အိမ်ပြန်အနားယူပြီးစာဆက်ဖတ်သည်သို့သောညဘက်တွင်ကွယ်လွန်သူဇနီးဖြစ်သူ Vivian ၏ဓာတ်ပုံကိုကြည့်ရင်းဝမ်းနည်းပူဆွေးမှုများပြန်လည်ဝင်ရောက်လာသည်နောက်တစ်နေ့တွင်တူရကီနိုင်ငံရဲ့တောတောင်လေးတွားနှင့်အစ္စတန်ဘူသို့ဦးတည်မောင်းနှင်နေသောရထားတစ်စင်းပေါ်၌ Robert ကိုမူဆလင်အဖိုးကြီးအတွင်ပြောင်းလဲဝတ်ဆင်ထားသည်ကိုတွေ့ရသည်ထိုနေရာတွင်သူရှိတွင်ဂျက်ဆိုသူအမျိုးသားတဦးသည်မြင်း၏သမီးငယ်နှင့်အတူထိုင်နေသည်ကိုသူသတိပြုမိသည်ဂျက်သည်နောက်တွဲသို့ပြောင်းရွှေ့သွားပြီးနောက်ပိုင်းတွင် Robert သည်စားတောက်ခန်းပါပါတဲ့အတွဲကိုရေနွေးကြမ်းတောင်းရန်ထိုတွဲသို့လျှောက်သွားသည်ထိုတွဲသည်စီးပွားရေးလုပ်ငန်းရှင်များအတွက်သာဖြတ်တစ်တီဟုဆိုကာစပွဲထိုးကသူ့ကိုမောင်းထုတ်သည် Robert သည်ဘာသာစကားကိုနားမလည်သဖြင့်ဂျက်ကကြားဝင်ပြီး Robert လိုချင်သည့်အရာကိုပေးရန်စပွဲထိုးအားပြောကြားခဲ့သည် Robert သည်အမေရိကန်ဖြစ်ကြောင်းဂျက်သိရှိသောအခါစကားစမြည်ပြောပြီးရင်းသည်အစ္စတန်ဘူတွင်မွေးဖွားသူသောကြောင့်မြို့တွင်ရှိမည်သည့်အရာကိုမဆိုကူညီပေးနိုင်ကြောင်းပြောကြားခဲ့သည် Robert ကဇနီးဟောင်း၏သမီးကိုပြန်ပေးဆွဲတဲ့သူကိုလိုက်ရှာနေခြင်းဖြစ်ကြောင်းညင်အားလက်စားချေရန်ဖြစ်ကြောင်းပြောပြသည်ဂျက်သည်ထိုသူသည်အန္တရာယ်ရှိသောကြောင့်အိမ်ပြန်ရန် Robert အားပြောကြားခဲ့သည် Robert သည်ထိုသူကိုယ်တိုင်ပင်ဂျက်ဖြစ်ကြောင်းသိရှိသွားပြီးပြုံးလိုက်သည့်ဂျက်ကိုထိုအရာများကိုပြုပြင်ပြောင်းလဲရန်နှင့်သမီးငယ်ကိုမိခင်ထံပြန်အပ်ရန်အခွင့်အရေးပေးသည်ဂျက်ကညှင်းဆိုပြီး Robert ကိုတက်ရန်ရင်း၏လူများကိုအမိန့်ပေးသည်ကြီးမားသောအမှားတစ်ခုဖြစ်သွားသည် Robert ၏ထိတ်လန့်ဖွယ်ကောင်းသောစွမ်းရည်များကိုတွေ့ရပြီးစက္ကန့်ပိုင်းအတွင်းရင်းတို့ကိုအကုန်ရှင်းလင်းပစ်လိုက်သည်ထို့နောက်ဂျက်နှင့်အတူထိုင်ကားတစ်ခုကိုရွေးချယ်ခိုင်းသည်တစ်ခုမှာအရာရာကိုရခင်အတိုင်းထားခဲ့မည်ဖြစ်ပြီးအခြားတစ်ခုမှာသူ၏ဘဝကိုထာဝရပြောင်းလဲပြမည်ဖြစ်သည်ဂျက်တီစွန့်သွားပြီးရထားတွဲအတွင်းမှအော်ဟစ်တန်အကျယ်ကြီးထွက်ပေါ်လာသည်ထိုညတွင်ကလေးမိခင်ဆိုသူအမျိုးသမီးတဦးသည်ရဲစခန်းသို့ပြေးဝင်လာသည်သူသည်ပြန်ပေးဆွဲခံရသောသမီးငယ်၏မိခင်ဖြစ်သည်တစုံတဦးကထိုကလေးကိုအမည်မဖော်ဘဲရဲစခန်းသို့လာရောက်ပို့ဆောင်ခဲ့ပြီးသူ၏အမည်သို့မဟုတ်ကလေးကိုမြည်သည့်နေရာတွင်တွေ့ရှိခဲ့သည်ကိုမပြောကြားခဲ့သောကြောင့်ရဲများကယင်း၏သမီးကိုလာရောက်ခေါ်ယူရန်သူမအားဖုန်းဆက်ခဲ့ချအင်းဖြစ်သည်တစ်ချိန်တည်းမှာပင်ဘယ်ဂျီယန်တွင်ကော်လာဆိုသူအစိုးရဝန်ထမ်းတဦးကိုတွေ့ရသည်သူသည်အလွန်ပင်ပန်းသောနေ့တစ်နေ့ကိုဖြတ်တန်းပြီးနောက်အိမ်ပြန်လာကအဝတ်စားလဲနေစဉ်ဇနီးဖြစ်သူဂျန်နာသည်အရိုက်ခံရပြီးတွေးချင်းချင်းနေကလက်နက်ကင်ဆောင်ထားသူများဝိုင်းရံထားသည်ကိုတွေ့ရှိရသည်ကော်လာသည်တုံလုံးချောက်ချကထိုလူများထဲမှတဦးသည်ဂျန်နာကိုမညာမတာပစ်တက်သည်ကိုကြည့်နေခဲ့သည်ထို့နောက်ရင်းတို့သည်သူ့ကိုကလထိုင်ပေါ်တွင်ထိုင်ခိုင်းပြီးလက်ထဲသို့တနက်ထည့်ပေးကသူသည်ဇနီးဖြစ်သူကိုတပ်ပြဤနောက်မိမိကိုမိမိအဆုံးစီရင်ခဲ့သည့်ပုံစံမျိုးဖြစ်အောင်ပြုလုပ်ကြသည်ကော်လာသည်သူသည်အပြစ်မရှိကြောင်းငိုယိုကျိန်ဆိုခဲ့တော်လဲလူသက်သမားများထဲမှတဦးကရင်းတို့နှစ်ဦးစလုံး၏အမိများသည်လှုပ်ကြံတက်ဖြတ်မိစရင်တွင်ပါဝင်နေသောကြောင့်တေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ကော်လာစကားတစ်လုံးမျှမပြောနိုင်ခင်ရင်းတို့သည်သူ့ကိုဇနီးဖြစ်သူ၏ဘေးတွင်ပစ်တက်လိုက်သည်Robert ထံပြန်သွားပါမည်သူသည်စာအုပ်ဆိုင်တစ်ခုတွင်စာအုပ်အသစ်ဝယ်နေစဉ်သူကယ်တင်ခဲ့သောသမီးငယ်ကိုတွေ့ရှိရသည်သူမ၏မိခင်ရန်သည်ထိုစာအုပ်ဆိုင်၏ပိုင်ရှင်ဖြစ်ကြောင်းသိရှိရသဖြင့်သူသည်စွန့်သွားသည်သူမကသူဝယ်နေသောစာအုပ်သည်အထူးစာအုပ်ဖြစ်ကြောင်းပြောပြသည် Robert သည်သမီးငယ်အားသူမ၏မိခင်သည်ရင်းကိုကယ်တင်ခဲ့သူကိုမသိသေးသောကြောင့်သူ့ကိုမသိသလိုဟန်ဆောင်ရန်လျှို့ဝှက်ချက်ပြသည်သူသည်စာအုပ်ကိုတိတ်တဆိတ်ဝယ်ယူပြီးထွက်ခွာသွားသည်နောက်ပိုင်းတွင်သူသည်ဟိုတယ်ပြင်ပမှယဉ်စီးနှင်းရန်တောင်းဆိုမှုခုကိုလက်ခံရရှိသည်သူ၏ကားပေါ်သို့တက်လာသောမိန်းကလေးသည်တိတိတတ်တာမူရစ်နေသည်သူမ၏တငယ်ချင်းဂျွန်က Robert အားသူမကိုအိမ်ပြန်ပို့ပေးရန်တောင်းဆိုသည် Robert ကသဘောတူတော်လဲလန်ခီတွင်သူမသည်အလွန်အမင်းငိုယိုနေပြီးတတိလက်လူနီးပါးဖြစ်နေသည်ကိုသတိပြုမိသည်ခဏအကြာတွင်ဟိုတယ်တွင်ဂျွန်သည်တကားခောက်တန်ကြရသည်သူတကားဖွင့်သောအခါ Robert သည်မတ်တက်ရက်နေပြီးသူ့ကိုယ်သူထိုမိန်းကလေးကိုပို့ဆောင်ပေးခဲ့သောရင်မောင်းအဖြစ်မိတ်ဆက်သည်သူသည်ဂျွန်အသုံးပြုခဲ့သော credit card သည်အလုံးမလုံးသောကြောင့်ကားခလာရောက်တောင်းခံခြင်းဖြစ်ကြောင်းပြောပြသည်ဂျွန်သည်အခြားကတ်တစ်ခုကိုယူပြီးကားခနှင့်မုံဖိုးပေးကဤအရာသည်ပြီးဆုံးသွားပြီဟုထင်မှတ်သည်သို့သော Robert သည်သူ့ကိုတုန်လှုပ်စေသည်ထိုမိန်းကလေးသည်ဂျွန်ပြောသလိုအိမ်သို့တစ်ခါမျှမရောက်ရှိခဲ့ပါသူမသည်တတိလစ်သွားပြီးဆေးရုံတွင်သူမသည်အဓမ္မပြုကျင့်ခံခဲ့ရကြောင်း Robert သိရှိရသည် Robert သည်ဂျွန်နှင့်သူ၏တငယ်ချင်းများအားထိုတိုက်ခိုက်မှု၏ဓာတ်ပုံနှင့်ဗီဒီယိုအားလုံးကိုပေးအပ်ရန်အေးဆေးစွာတောင်းဆိုသည်တိတ်တဆိတ်ဆူညံမှုမရှိစေဘဲပြုလုပ်သည်သို့သောဂျွန်သည်တကားကိုပိတ်ပြီး Robert ကိုကြမ်းတမ်းစွာဆက်ဆံရန်စီစဉ်သည်ဒုတိယကြကြီးမားသောအမှား Robert သည်ရင်းတို့အားလုံးကိုမြည်သူမျှသူ့ကိုမထိနိုင်ခင်ရှင်းလင်းပစ်လိုက်သည်ထို့နောက်ရင်းတို့ထဲမှတဦးကိုရဲများအားဖုန်းဆက်ပြီးအရာရာကိုဝန်ခံခိုင်းကာထိုသူ၏လက်ချောင်းများကိုချိုးဖဲ့ပြီးထွက်ခွာသွားသည်Robert အိမ်ပြန်ရောက်သောအခါမိများလင်းနေသည်ကိုသတိပြုမိသည်သူသည်လက်နက်ကိုအသင့်ပြင်ပြီးပြဿနာတစ်ခုခုကိုမျှော်လင့်တော်လဲအတွင်း၌သူ၏တငယ်ချင်းဟောင်းဆူဇန်သည်သူ၏အကြိုက်ဆုံးညစာနှင့်အတူစောင့်ဆိုင်နေသည်ကိုတွေ့ရှိရသည်ရင်းတို့သည်အတူထိုင်ကရခင်ချိန်များကိုပြန်လည်ပြောပြကြသည်သို့သော Vivian ၏အမည်ထွက်ပေါ်လာသောအခါ Robert သည်တိတ်ဆိတ်ပြီးဝမ်းနည်းသွားသည်ဆူဇန်က Vivian သည်အလွန်ကျင်နာတတ်သောဝိညာဉ်ဖြစ်သောကြောင့်သူမနှင့်သူမ၏ခင်ပွန်း Brian သည်လည်း Vivian ကိုတတိယကြောင်းပြောကြားပြီးသူကိုနှစ်သိမ့်ရန်ကြိုးစားသည့်ညစာစားပြီးနောက် Robert သည်ဆူဇန်ကိုအိမ်ပြန်ပို့ပြီးမြင်း၏တိုက်ခန်းသို့ပြန်ကာအိပ်ဆက်သည်သူသည်မနက်ဖြန်တွင်
အလုပ်လုပ်ရမည်ဖြစ်သည်နောက်တနေ့မနက် Robert အပြင်ထွက်သောအခါလင်း၏အိမ်နီးနားချင်း Fatima ၏ဥယျာဉ်သည်ဖျက်ဆီးခံထားရသည်ကိုသတိပြုမိသည်သူမအိမ်နရံကိုလည်းဆေးရောင်စုံများစွာဖြန်းထားသည်ရောဘတ်သည်စိတ်မကောင်းဖြစ်ပြီးထိုဆေးများကိုဖျက်ပစ်ရန်သူမအားကူညီပေးရန်ဆုံးဖြတ်သည်သူမသည်ကျင်နာတတ်သောမျိုးသမီးဖြစ်ပြီးအနီးနားတွင်မိသားစုမရှိသောကြောင့်သူကတိတ်တဆိတ်ကူညီပေးသည်ခဏအကြာတွင်အနီးနားတွင်နေထိုင်သောကောလိပ်နုပညာကျောင်းသားမိုင်းသည်အိမ်ပြန်လာပြီးရောဘတ်တန်ရှင်းရေးလုပ်နေသည်ကိုတွေ့ရသည်မိုင်းကထိုတန်ရှင်းရေးကို$250ဖြင့်သူကိုယ်တိုင်လုပ်ပေးရန်ကမ်းလှမ်းသည်ရောဘတ်သည်ရေမောကသဘောတူပြီးထိုကလေးအားအကြံဉာဏ်အချို့ပင်ပေးသည်သူသည်မိုင်းကိုသဘောကျပြီးဒုက္ခများတဲ့သို့မရောက်စေဘဲသူ၏အရေးချင်းကိုတိုးတက်စေရန်ကူညီပေးခြင်းသည်တစ်ချိန်တည်းမှာပင်ဆူဇန်သည်ကော်လာသည်ဇနီးဖြစ်သူဂျန်နာကိုတတ်ပြီးနောက်မိမိကိုမိမိအဆုံးစီရင်ခဲ့သည်ဟုဆိုသောကိစ္စကိုစုံစမ်းစစ်ဆေးနေသည့်ကော်လာသည်သူမ၏အေဂျင့်လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သောကြောင့်အမှန်တကယ်မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုသိရှိရန်လိုအပ်သည်သူမသည်အသင်းဖော်ဟောင်းဒစ်ကိုဖုံးဆက်ပြီးသူမနှင့်အတူဘယ်လ်ဂျီယံသို့တွားရောက်ကပိုမိုနှက်ဆိုင်စွာစုံစမ်းစစ်ဆေးရန်တောင်းဆိုသည်ဒေးသည်သဘောတူသည်သူသည်ယခင်မစ်ရှင်များတွင်ဆူဇန်ကိုအကျွေးတင်နေခဲ့သည်ရောဘတ်၏ဘက်တွင်မူသူသည်ပုံမှန်ခရီးသည်ဖြစ်ပြီးသူနှင့်ရင်းနှီးလာသောရင်း၏တက်ကြီးရွယ်အိုတငယ်ချင်းဆမ်မီအားကားမောင်းပို့ဆောင်ပေးနေသည်ဆမ်မီသည်လွန်ခဲ့သော10စုနှစ်များစွာကရင်း၏နှမမက်တာထမ်းမှခိုးယူခံခဲ့ရသောအရာတစ်ခုကိုပြန်လည်ရယူရန်တပ်တွေအထောက်အထားများတွေ့ရှိခဲ့ကြောင်းရောဘတ်အားစိတ်လှုပ်ရှားစွာပြောပြသည်ရောဘတ်ကစိတ်ဝင်စားသဖြင့်ဆမ်မီကရင်းတို့သည်ကလေးဘဝတွင်ဦးလေးကသူမ၏10နှစ်မြောက်မွေးနေ့အတွက်တန်ဖိုးရှိသောပကြီးကားတစ်ချက်ပေးခဲ့ကြောင်းရှင်းပြသည်ထို့နောက်ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်ရင်းတို့သည်ကွဲကွာသွားပြီးသူသည်သူမကိုမျက်ခြေပြတ်သွားသည်နှစ်ပေါင်း60ကြာပြီးနောက်ထိုပကြီးကားကိုလေလံပွဲတစ်ခုတွင်10နှစ်တန်းဒေါ်လာဖြင့်လေလံတင်နေသည်ကိုတွေ့ရှိခဲ့သည်ယင်းသည်သူမ၏မှတ်ဉာဏ်ကိုပြန်လည်ဖော်ဆောင်ပေးနိုင်သောတစ်ခုတည်းသောအရာဖြစ်သည်သူသည်ထိုပကြီးကားသည်သူမ၏ပိုင်ဆိုင်မှုဖြစ်ကြောင်းသက်သေပြရန်ကြိုးစားနေခဲ့သည်ရောဘတ်သည်စိတ်မကောင်းဖြစ်ပြီးပကြီးကားကိုရောင်းချနေသူကိုစုံစမ်းစစ်ဆေးပေးမည်ဟုကတိပေးသည်ထိုညတွင်ရောဘတ်သည်ဘရိုင်ယန်နှင့်ဆူဇန်တို့နှင့်အတူညစာစားသည်သူသည်ဆူဇန်အားပကြီးကား၏ပုံကျမ်းကိုပေးကာထိုပကြီးကားကိုမိသူပိုင်ဆိုင်ကြောင်းစုံစမ်းပေးရန်တောင်းဆိုသည်သူမကသဘောတူသည်နောက်တစ်နေ့တွင်သူမသည်ထိုရာဇဝတ်မှုဖြစ်ပွားရာနေရာကိုစုံစမ်းစစ်ဆေးရန်ဒေးနှင့်အတူဘယ်လ်ဂျီယံသို့ပြန်တန်းသွားသည်သူမသည်စုံစမ်းစစ်ဆေးမှုပြီးသောအခါသူမ၏ဟိုတယ်သို့ပြန်လာပြီးရောဘတ်အားပကြီးကားနှင့်ပတ်သက်သောသတင်းအချက်အလက်များရရှိထားကြောင်းအသေးစိတ်အချက်အလက်များကိုမက်ဆေ့ပို့ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ဒီထို့နောက်သူမသည်သူ့အခန်းသို့တက်ရန်ဒေးနှင့်အတူဓာတ်လေကားထဲသို့ဝင်ခဲ့သည်သို့သောဆူဇန်သူမ၏အခန်းထဲသို့ဝင်သည်နှင့်လူသက်သမား2ဦးသည်သူမအားတိုက်ခိုက်သည်သူမသည်ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက်ဆုံးမှာလူသက်သမားများသည်သူမကိုမညမတာတတ်လိုက်သည်ထိုအချိန်တွင်ရောဘတ်သည်အပြင်ဘက်မိုင်းတန်ရှင်းရေးလုပ်ထားသောနံရံပေါ်တွင်ပကြီးဆွဲနေသည်ကိုကြည့်နေပြီးထိုကလေး၏အရေးချင်းကိုအားကျနေသည်ရုတ်တရက်သူ၏ဖုန်းမြည်လာသည်ဘရိုင်ယန်ကဆူဇန်ကိုဘယ်လ်ဂျီယံတွင်ရာဇဝတ်သား2ဦးတိုက်ခိုက်ပြီးတပ်လိုက်ကြောင်းပြောပြသည်ရောဘတ်သည်စွန့်သွားသည်သူသည်ဘရိုင်ယန်၏အိမ်သို့ကားမောင်းသွားပြီးထိုသတင်းကိုမယုံကြည်နိုင်သေးပါသူရောက်ရှိသောအခါဝမ်းနည်းကြောင်းပြောကြားပြီးထိုရာဇဝတ်သားများကိုရှာဖွေကာသူတို့အားအပြစ်ပေးမည်ဟုကြိမ်ဆိုသည်ထိုညတွင်ပင်ဆူဇန်ကိုတက်ခဲ့သောလူသက်သမားများသည်တငယ်ချင်းတဦးအိမ်တွင်မူရစ်ဆေးဝါးသုံးစွဲရင်းပျော်ပါနေကြသည်သူတို့သည်ဖုန်းခေါ်ဆိုမှုကိုဖြေကြားလိုက်ပြီးထိုနောက်ပေါက်ကွဲကသူတို့အားလုံးအဝေးထိန်းဘုံပေါက်ကွဲကတေဆုံးသွားသည်ရောဘတ်သည်သူ့နေအိမ်တွင်တရက်လုံးဟိုတယ်၏စောင့်ကြည့်ကင်မရာမှတ်တမ်းများကိုကြည့်ရှုပြီးဆူဇန်ကိုတက်ခဲ့သောလူသားများကိုဖော်ထုတ်ရန်ကြိုးစားသည်ဘာမျှမရှိပါခိုင်မာသောတဲလွန်ဆမရှိပါသူသည်စိတ်ပြက်လက်ပြက်ဖြစ်ပြီးတိုက်ခိုက်မှုဖြစ်ပွားစဉ်သူမနှင့်အတူရှိခဲ့သောဆူဇန်၏လုပ်ဖော်ကိုင်ဖက်ဟောင်းဒေးဗ်နှင့်တွားရောက်တွေ့ဆုံရန်ဆုံးဖြတ်သည်ဒေးဗ်သည်ရောဘတ်ကိုတွေ့သောအခါတုန်လှုပ်သွားသည်သူသည်ရောဘတ်သေဆုံးသွားပြီဟုထင်မှတ်ခဲ့သည်သူကိုယ်တိုင်ပင်သူ့ကိုမြုပ်နှံခဲ့သည်ရောဘတ်ကသူသည်အေဂျင့်နှင့်သူတို့ရှိနေသောအကြမ်းဖက်ကဘာမှထွက်ခွာရန်သူ၏သေဆုံးမှုကိုအတူပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းအေးဆေးစွာရှင်းပြသည်ထို့နောက်သူသည်ဒေးအားဆူဇန်၏လူတက်မှုနှင့်ပတ်သက်၍မြည်သည့်အရာတွေ့ရှိထားကြောင်းမေးမြန်းသည်ဒေးကလူသက်သမားများသည်တိုက်ခန်းတွင်ပောက်ကွဲမှုကြောင့်သေဆုံးသွားပြီးရင်းတို့၏မျက်နှာများသည်မမှတ်မိနိုင်လောက်အောင်ပျက်စီးသွားကြောင်းပြောပြသည်ရောဘတ်သည်ဆူဇန်၏လူတက်မှုသည်ကော်လာ၏ကိစ္စနှင့်ဆက်စပ်နေကြောင်းချက်ချင်းတန်တရားဝင်သည်သူသည်အိမ်သို့ပြန်ကာထိုကိစ္စ၏ဖိုင်များအားကိုလေ့လာပြီးမြည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုပြန်လည်စဉ်းစားနေသည်ကော်လာသည်မိမိကိုမိမိအဆုံးစီရင်ခဲ့ခြင်းမဟုတ်ပါသူနှင့်သူ၏ဇနီးသည်တပ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီးထိုလူသက်သမားအဖွဲ့သည်ပင်ဆူဇန်၏လျှို့ဝှက်ချက်များကိုထိန်းသိမ်းရန်သူမကိုတတ်ခဲ့ခြင်းဖြစ်သည်ရောဘတ်သည်ဒစ်အားဖုံးဆက်ပြီးအရေးကြီးသောအသေးစိတ်အချက်ကိုထောက်ပြသည်ကော်လာသည်တနက်ကိုညာလက်ဖြင့်ကင်ထားတော်လဲသေစေသောကြည်စံသည်ဘယ်ဘက်မှထွက်ပေါ်လာခြင်းဖြစ်သည်ဆိုလိုသည်မှာယင်းသည်ဟန်ဆောင်ထားခြင်းဖြစ်သည်ဒေးသည်သူနှင့်အတူပူးပေါင်းပြီးဆက်လက်စုံစမ်းစစ်ဆေးရန်သဘောတူသည်တစ်ချိန်တည်းမှာပင်ရောဘတ်သည်လမ်းပေါ်မှလူမိုက်2ဦးမိုင်းနှင့်အတူလက်ပတ်နေသည်ကိုသတိပြုမိသည်သူတို့သည်မူရစ်ဆေးဝါးရောင်းဝယ်သူများဖြစ်သောကြောင့်ထိုကလေးကိုဒုက္ခပေးလိမ့်မည်ဖြစ်ကြောင်းသူသိသည်ရင်းတို့၏ပုံအောင်ရာနေရာတွင်ရောဘတ်သည်တနက်နှင့်အတူဝင်ရောက်လာပြီးမိုင်းအားတိတ်တဆိတ်ထွက်ခွာရန်အမိန့်ပေးသည်အပြင်ဘက်တွင်မိုင်းကသူ၏မိခင်သည်ဖျားနာနေပြီးသူမ၏ကုသမှုအတွက်ငွေလိုအပ်ကြောင်းဝန်ခံသည်ရောဘတ်ကအီလန်းစင်သည်သူ၏အနာဂတ်ကိုဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်းသူ၏မိခင်ကိုလည်းတတ်လိမ့်မည်ဖြစ်ကြောင်းအောင်ပြောကြားခဲ့သည်သူသည်မိုင်းအားအိမ်သို့ခေါ်သွားပြီးစာအုပ်တအုပ်ပေးကရင်းကိုဖက်ရန်ပြောကြားသည်သူသည်သူ၏ဘဝကိုပြောင်းလဲရန်မည်သို့ပြုလုပ်ရမည်ကိုပြသလိမ့်မည်မိုင်းသည်စိတ်လှုပ်ရှားသွားပြီးသူ၏အပြုအမူအတွက်တောင်းပန်ကသူ့ကိုကူညီပေးခဲ့သောကြောင့်ရောဘတ်အားကျေးဇူးတင်သည်နောက်ပိုင်းတွင်ရောဘတ်သည်လေဆိပ်သို့သွားမည်ခရီးသည်တဦးကိုတင်ဆောင်လာသည်ထိုသူ၏အပြုအမူသည်ထူးဆန်းနေသလိုခံစားရသည်
ရောဘတ်သည်အခြားလမ်းကြောင်းတစ်ခုကိုရွေးချယ်ပြီးသူ၏ထင်မြင်ချက်မှန်ကန်ကြောင်းသက်သေပြခဲ့သည်ထိုသူသည်သူ့ကိုတက်ရန်ဓားကိုဆွဲထုတ်လိုက်သည်ရောဘတ်သည်သူ့ကိုခုခံကားကိုတိုက်မိစေပြီးမိမိကာကွယ်ရန်ထိုသူကိုတက်လိုက်သည်ထို့နောက်သူသည်ဝေးလံသောနေရာတစ်ခုသို့ကားမောင်းသွားပြီးထိုသူ၏ဖုန်းကိုဖွင့်ရန်ကြိုးစားတော်လဲထိုသူသည်လုံခြုံရေးစနစ်ဖြင့်ကုတ်လုထားသည်သူသည်တပ်တွေများကိုဖျက်ဆီးရန်အတွက်ကားနှင့်အလောင်းကိုမိရှို့ပစ်လိုက်သည်နှစ်ရက်အကြာတွင်ရောဘတ်သည်ဒေး၏အိမ်သို့သွားရောက်လဲပတ်ပြီးသူ့ဇနီးနှင့်သမီးနှစ်ဦးကိုတွေ့ဆုံသည်ညစာစားနေစဉ်ဒေးကတစုံတဦးကလွန်ခဲ့သောနှစ်ညကသူ့ကိုတက်ရန်ကြိုးစားခဲ့ကြောင်းဝန်ခံပြီးလူသက်သမား၏ကုတ်လုထားသောဖုန်းကိုရောဘတ်အားပြသသည်ထိုအချိန်တွင်ဖုန်းမြည်လာသည်ယင်းသည်မှတ်သားထားသောဆက်သွယ်ရန်အမည်ဖြစ်သောကြောင့်ဒေးကိုယ်တိုင်ပင်လူသက်သမားကိုငှားရမ်းခဲ့ခြင်းဖြစ်သည်ရောဘတ်သည်စွန့်သွားသည်ဒေးကရောဘတ်သည်သူ၏သေဆုံးမှုကိုအတူပြုလုပ်ပြီးပျောက်ကွယ်သွားပြီးနောက်အေဂျင့်သည်ယင်းတို့အားလုံးကိုထွက်ခွာခွင့်ပေးခဲ့ကြောင်းဝန်ခံသည်ဒေးသည်အတွက်လွတ်လပ်စွာလုပ်ကြံတက်ဖြတ်မှုများကိုစတင်ပြုလုပ်ခဲ့သည်သူသည်ကော်လာ၏လူတက်မှုနောက်ွယ်တွင်ရှိခဲ့တော်လဲကော်လာသည်ဆူဇန်၏လုပ်ဖော်ကိုင်ဘက်ဖြစ်ကြောင်းမသိရှိခဲ့ပါဆူဇန်သည်အလွန်နီးကပ်လာသောအခါသူမ၏လမ်းကြောင်းကိုဖျောက်ရန်အတွက်သူမကိုတက်ရန်ရွေးချယ်စရာမရှိခဲ့ပါရောဘတ်သည်ဤအရာကိုသိရှိရသဖြင့်တုံးလုံးနေစဉ်ဒေးသည်သူ့ကိုသူ၏လူတက်သမားအဖွဲ့ဟောင်းနှင့်တွေ့ဆုံရန်ခေါ်သွားသည်ရောဘတ်သည်အေးဆက်စွာပြုံးပြီးသူချစ်မြတ်နိုးရသောအမျိုးသမီးကိုတတ်ခဲ့သောကြောင့်မင်းတို့အားလုံးကိုတတ်ဖြစ်မည်ဟုပြောကြားခဲ့သည်ဒေး၏ဇနီးသည်ကလေးများကိုကြောင်းပို့ရန်ပြင်ဆင်နေသည်ရောဘတ်ကသူမအားသူ့ကိုလည်းပို့ပေးရန်တောင်းဆိုသည်သူသည်ဒေးမိန်းမနှင့်ကလေးတို့ကိုအကာအကွယ်ယူကာအန္တရာယ်ရှိသောဇုံမှဘေးကင်းစွာထွက်ခွာသွားခဲ့ပါသည်တစ်ချိန်တည်းမှာပင်ဒေးသည်ဆူဇန်၏ခင်ပွန်းဘရိုင်ယန်အားဖုန်းဆက်ပြီးသူသည်ထိုကိစ္စကိုပုဂ္ဂိုလ်ရေးအရစုံစမ်းစစ်ဆေးနေကြောင်းနှင့်မကြာမီလူသက်သမားကိုရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်ကြောင်းဟန်ဆောင်ပြောကြားခဲ့သည်သို့သောတစ်ချိန်တည်းမှာပင်ဒေး၏လူများသည်ဘရိုင်ယန်၏အိမ်သို့ဦးတည်နေသည်ကိုတွေ့ရသည်ဘရိုင်ယန်အတွက်ကံကောင်းသည်မှာရောဘတ်သည်စောင့်ကြည့်နေခဲ့သည်သူသည်လူသက်သမားအဖွဲ့မရောက်ရှိမီဘရိုင်ယန်ကိုခေါ်ဆောင်သွားပြီးဘေးကင်းသောဟိုတယ်တစ်ခုတွင်ဝှက်ထားလိုက်သည်ရောဘတ်၏နေအိမ်တွင်မိုင်းသည်သူ့အတွက်လက်ဆောင်ဖြစ်နေရန်ပကြီးကိုရေးဆွဲနေသည်ရုတ်တရက်အပြင်ဘက်မှဆူညံတံများကိုကြားရသည်လက်နက်ကင်ဆောင်ထားသူများသည်အိမ်ထဲသို့ဝင်ရောက်လာကြသည်မိုင်းသည်ထိတ်လန့်ချောက်ချားကရောဘတ်အားဖုန်းဆက်ပြီးရောဘတ်သည်သူတက်ဆင်ထားသောလုံခြုံရေးကင်မရာများမှတဆင့်အရာရာကိုကြည့်ရှုသည်ရောဘတ်သည်မိုင်းအားသူ၏အိတ်ခမ်းရှိစာအုပ်စင်သို့သွားရန်လျှို့ဝှက်ခလုတ်ကိုနှိပ်ရန်ပြောကြားပြီးလျှို့ဝှက်ခန်းတစ်ခုပွင့်လာသည်မိုင်းသည်အချိန်မီအတွင်းသို့ဝင်ရောက်သွားသည်ထို့နောက်ရောဘတ်သည်ဒေးအားဖုန်းဆက်ပြီးသူသည်အိမ်တွင်မရှိသောကြောင့်ဒေးသည်အချိန်ဖြုံးနေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ဒေးကရေမောပြီးဆိုလိုသည်မှာသူသည်နီးကပ်နေပြီဖြစ်ကြောင်းပြောကြားသည်မိုင်းကိုကာကွယ်ရန်အတွက်ရောဘတ်သည်သူ၏တီနေရာကိုပေးအပ်လိုက်သည်ဒေးနှင့်သူ၏အဖွဲ့သည်ထွက်ခွာသွားကြသည်မိုင်းသည်အန္တရာယ်ကင်းပြီဟုထင်မှတ်ကလျှို့ဝှက်ခန်းမှထွက်လာတော့လဲဒေးလူများနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြီးဓဆခံအဖြစ်အဖမ်းခံရသည်ရောဘတ်သည်သူရခင်ကဗီဗီယန်နှင့်အတူနေထိုင်ခဲ့သောအရင်အိမ်လေးကိုရောက်ရှိနေသည်ဟာရီကိန်းမုန်တိုင်းကြောင့်ရဲများကထိုဒေသကိုပိတ်ဆို့ထားတော်လဲရောဘတ်သည်ဘရိုင်ယန်၏ရက်ကိုအသုံးပြု၍ရဲအရာရှိတဦးကိုလှည့်စားကအတွင်းသို့ဝင်ရောက်သွားသည်လေနှင့်မိုးသည်ပြင်းထန်သည့်ဗီဗီယန်နှင့်အတူနေထိုင်ခဲ့သောသူ၏ရခင်ဘဝ၏မှတ်ဉာဏ်များပြန်လည်ဝင်ရောက်လာသည်ဒေးရောက်ရှိလာသောအခါရဲအရာရှိတဦးကသူ့ကိုတားဆီးရန်ကြိုးစားသည်ဒေးသည်ရဲအရာရှိကိုချက်ချင်းပစ်တက်လိုက်ပြီးရောဘတ်၏အိမ်ဟောင်းကိုရောက်ရှိကရှာဖွေရန်သူ၏လူများကိုအမိန့်ပေးသည်သူတို့ဘာမျှမတွေ့ရှိပါသေးသည်ထိုဒေသကိုစောင့်ကြည့်ရန်အတွက်အမြင့်ဆုံးမျှော်စင်ပေါ်သို့တက်ကသူ၏စနိုက်ပရိုင်ဖယ်ကိုအသင့်ပြင်သည်မုန်တိုင်းအတွင်းမှာဒေး၏လူများထဲမှတဦးသည်ရောဘတ်ကိုရှာဖွေတော်လဲမတွေ့ရှိပါသူထွက်ခွာရန်ပြင်ဆင်နေတုန်းရောဘတ်သည်ရုတ်တရက်ပေါ်လာပြီးသူ့ကိုမြားဖြင့်ရင်ဘတ်ထဲသို့ပစ်ထည့်လိုက်သည်အခြားလူမိုက်တဦးသည်ဆူညံတံကိုကြားရသဖြင့်ပြေးဝင်လာတော့လဲရောဘတ်သည်သူ့ကိုဓားများဖြင့်အလစ်ငိုက်တိုက်ခိုက်ပြီးထိုသူလက်နက်ကိုယူဆောင်လိုက်သည်ထို့နောက်သူသည်သူတို့ကားနောက်တွင်ပုံအောင်ကလျှက်စစ်တိုင်ကိုပစ်ချလိုက်ပြီးမိခိုးနှင့်မှောင်မိုင်းမှုများဖြင့်ဖုံးလွှမ်းစေကဒေး၏အပေါ်မှမြင်ကွင်းကိုကွဲပြောက်စေသည်ရောဘတ်သည်လျင်မြန်စွာလှုပ်ရှားကဂျုံမုံအိမ်များကိုလှိဖြတ်ပြီးပန်ကာအားလုံးကိုဖွင့်လိုက်ကဂျုံမုံများဖုံးလွှမ်းစေသောကြောင့်နောက်ထပ်ဝင်ရောက်လာသူသည်ဘာမျှမမြင်နိုင်ပါထိုသူဝင်ရောက်လာသည်နှင့်တပြိုင်နက်ရောဘတ်သည်သူ၏အောက်သို့ဘုံတစ်လုံးပစ်ထည့်လိုက်သည်ဒေးသည်သူ၏အဖွဲ့အားရေဒီယိုဖြစ်ခေါ်ရန်ကြိုးစားတော်လဲရောဘတ်ကပြန်လည်ဖြေကြားပြီးသူတို့အားလုံးသေဆုံးသွားပြီဖြစ်ကြောင်းပြောကြားခဲ့သည်ဒေးသည်ဒေါသတကြီးဖြစ်ပြီးမိုင်းကိုတောက်ခတ်ထားသောကားကိုပစ်ခတ်ကရောဘတ်ပေါ်မလာပါကထိုကလေးကိုတပ်ပစ်မည်ဟုချိန်ချောက်သည်သို့သောရောဘတ်သည်သူ၏နောက်တွင်ရောက်ရှိနေပြီဖြစ်သည်သူသည်ပြင်းထန်သောတိုက်ခိုက်မှုကိုစတင်သည်တိုက်ပွဲသည်ပြင်းထန်သည်ဒေးသည်ရောဘတ်၏ခြေထောက်ကိုဒဏ်ရာရစေပြီးသူ့ကိုလဲပေးညှစ်တော်လဲရောဘတ်သည်လွတ်မြောက်သွားကဓားကိုယူပြီးဒေးကိုလှိဖြတ်ကပင်လယ်ထဲသို့ပစ်ချလိုက်သည်ရောဘတ်သည်မိုင်းထံသို့ပြေးသွားကသူသည်ဒဏ်ရာရထားတော်လဲအသက်ရှင်နေပြီးသူ၏ဒဏ်ရာများကိုကုသပေးသည်မိုင်းသည်ယခုအခါတွင်ရောဘတ်သည်တာမန်လူကောင်းတဦးမဟုတ်ကြောင်းသိရှိသွားသည်သူသည်ကမ္ဘာပေါ်ရှိအန္တရာယ်ရှိဆုံးလျှို့ဝှက်အေဂျင့်များထဲမှတဦးဖြစ်ပြီးသူ၏စွမ်းရည်များကိုအခြားသူများကိုကာကွယ်ရန်အတွက်အသုံးပြုသူတဦးဖြစ်သည်ရက်အနှဲငယ်အကြာတွင်ဆမ်မီသည်သူ့အမမက်တာ၏ပကြီးကားနှင့်ပတ်သက်၍ခရိုင်ရှိနေရုံသို့ရောက်ရှိသည်ခရိုင်ရှိနေထွက်ခွာသွားပြီးရုတ်တရက်မက်တာကိုယ်တိုင်ဝင်ရောက်လာသည်မောင်နှမနှစ်ဦးသည်နောက်ဆုံးတွင်ပြန်လည်ဆုံစည်းကြသည်ရောဘတ်သည်ဆူဇန်မသေးဆုံးမီသူမပေးခဲ့သောသတင်းအချက်အလက်များကိုအသုံးပြု၍သူမကိုရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ထိုနေရာတွင်ကျွန်ုပ်တို့၏ရုပ်ရှင်ပြီးဆုံးပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ